ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကျွန်တော်တို့အင်းလေးထင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့စက်လေတွေပေါ့နော်စက်လေတွေကိုဘယ်လိုပြုလုပ်ထားလဲဘာနဲ့လုပ်ထားလဲအတိုင်းအတာတွေကဘယ်လိုရှိလဲဆိုတော့ကျွန်တော်နဲ့အတူတူလေ့လာနိုင်အောင်လို့ကျွန်တော် sharing လုပ်ပေးရှင်ပါတယ်အခုကျွန်တော်နဲ့အတူတူရှိနေတဲ့စက်လေကတော့ဒီအတောင်20ပေါ့နော်ကျွန်တော်တို့ရဲ့ဒီမှာကြတော့ရိုးရဒလေးအတောင်နဲ့ပဲသုံးတယ်တတောင်ကိုကျွန်တော်တို့ကတပေခွေးနေနဲ့ယူရပေါ့နော်အတောင်20ဆိုတော့ကျွန်တော်တို့ပေ30အရှိရှိတဲ့ဆက်လေဖြစ်ပါတယ်ဆိုတော့ဒီဆက်လေကိုဘာသာနဲ့လှုပ်လေဆိုတော့ကျွန်တော်တို့ရဲ့တစ်တွေထေးမှာတင်ဖို့အကြီးဆုံးပြတဲ့ကျွန်းတစ်တစ်မျိုးတွေနဲ့သာလှုပ်ပါတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့တစ်ထုတ်လုံးမှုတွေကလည်းအရင်မြင့်မားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျွန်းတစ်ကအလွန်တရာမှရှားပါနေပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အင်းထင်းမှာရှိတဲ့ဒီဆက်လေတွေအကုန်လုံးကိုတော့ကျွန်တော်တို့ကျွန်းတစ်နဲ့ပဲကျွန်တော်တို့ဖြစ်အောင်လုပ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာကျွန်းတစ်တော်မှလည်းမရှိဘူးဒီရေထဲမှာဘာပင်မှလည်းမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရှမ်းပြည်နယ်မှာရှိတဲ့ဒီကျွန်းတစ်တော်တွေကနေတဆင့်ကျွန်တော်တို့ဒီနေရာကိုရောက်အောင်ပေါ့နော်အဆင့်ဆင့်ဖြတ်ကျော်လာရတယ်ကျွန်တော်တို့မှာလမ်းကြောင်းခက်ခဲတွေနဲ့အများကြီးကျွန်တော်တို့အကုန်ကြခင်ပြီးတော့ဖြတ်ကျော်လာရတယ်ပေါ့နော်အင်းထေးကိုဒီနေရာအထိပေါ့နော်ကျွန်းတစ်တဲ့ရေပေါက်စေးကတော့ကျွန်တော်တို့340ကနေ350အထိရှိတယ်လို့သိရပါတယ်ဆိုတော့ဒီဘက်မှာကျွန်တော်ရဲ့ဒီဆက်လေးရဲ့ဘေးနားမှာရှိတယ်ဆက်လေးကကြတော့ကျွန်တော်အတောင်30ရှိတယ်သူ့ရဲ့ပေါက်ဈေးပေါ့နော်ဒီဆက်လေးရဲ့ပေါက်ဈေးကကြတော့ကျွန်တော်တို့360လောက်တွေရှိတယ်အခုကျွန်တော်နဲ့လိုက်ကနေရှိတယ်ဆက်လေးအသစ်ကကြတော့ကျွန်တော်တို့36သိန်းဝန်းကျင်လောက်နဲ့ကျွန်တော်တို့ရောင်းချပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်နဲ့ဒီဆုံးဖြတ်လိုက်ကြည့်ပေးတဲ့အတွက်ကြောင့်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာ